ကဲရှောင်းဒလဒရာကြီးလူသက်ရှောက်ခုကိုပြန်ပိတ်လိုက်ပါပြီတဲ့ပြည်သူတွေစီကံမရှိမှုတွေကြောင့်ဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးကိုအစဆုံးနားထောင်ကြည့်အောင် ရန်ကုန်ဒလဒရာပေါ်လူတက်ရှောက်ခွင့်ကိုပိတ်လိုက်ပြီးရန်ကုန်မြို့ရဲ့အချင်းကြီးအပြားတို့တစ်ခုဖြစ်တဲ့ရန်ကုန်ဒလမြေကူဒရာကြီးကိုပေပေါ်လက်ထက်ပြည်သူတွေကလည်းတခါကျန်စီကံမရှိတာတွေပါတာပေါ့လေကွန်တရီထွေးတာတွေအမိုက်ပြစ်တာတွေတရာအခုမှဖွင့်တာမကြသေးဘူးအလိုကြီးကြောင့်လည်းပြန်ပိတ်တာပါတဲ့အများပြည်သူတို့ရဲ့စီကံမဲ့မှုတွေကြောင့်ဖြစ်ပြီးအဓိကကတော့ဒီလိုချက်တွေကြောင့်ဖြစ်တယ်လို့ဒေသခံတွေတာဝန်ရှိသူတွေကပြောဆိုခဲ့ပါတယ်တရားပေါ်တွင်အမိုက်တွေနဲ့ကွန်တရီတွေစီကံမဲ့ထွေးတာကြောင့်တန်ရှင်းရဲ့အတွက်အခက်တွေ့နေရတဲ့အပြင်တရားတိဆောက်ရေးလုပ်ငန်းသုံးပစ္စည်းအချို့ကိုလည်းခိုးယူရလူတွေရှိနေပြီးကားတွေကလည်းစီကံမဲ့ရက်တက်လာတွေနဲ့လူအုပ်စုလိုက်လာလျှောက်တာတွေရှိနေတာကြောင့်ရင်းတွေအတွက်အန္တရာယ်ရှိလာတာကြောင့်ဖြစ်ပါတယ်တရားကြီးကိုဖွင့်လိုက်ရတာတိဆောက်ရေးပိုင်းအချောတက်လေးတွေလုံးနေတော့မှရှိပါသေးတယ်အခုလိုစီကံပြတ်တာတွေပစ္စည်းပြောက်တာတွေကြားရတော့တကယ်ကိုစိတ်မကောင်းဖြစ်ရတယ်လို့ဒေသခံတို့ကစိုးရိမ်စိတ်တွေနဲ့ပြောဆိုခဲ့ပါတယ်။လာမယ့်ဖေဖော်ဝါရီလ12ရက်နေ့မှာစတင်ပြီးတရားဖြတ်တန်းကများကိုတတ်မှတ်နှုန်းထားအတိုင်းစတင်ကောက်ခံတော့မှာဖြစ်ပြီးတရားကိုနနက်6နာရီမှည8နာရီထိတတ်မှတ်ချိန်တွင်းကအသုံးပြုခွင့်ပေးထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတရားအသုံးပြုသူတွေဟာဒီလိုချက်တွေကိုလည်းလိုက်နာရမှာဖြစ်ပါတယ်။နံပါတ်1ရင်မရက်ရရင်ကြော်မတက်ရနံပါတ်2လမ်းလျှောက်ခွင့်မပြုတော့ပါနံပါတ်3အမိုက်မဖြစ်ရကွန်တရီမထွေးရနံပါတ်4စိုက်ကဲ3ဘိန်းစပိန်နဲ့ထော်လာကြီးနေရာ3အိမ်များလုံးဝဖြတ်တောင်းခွင့်မပြုနံပါတ်5မူရရန်ကောက်စာမောင်းနှင်ခြင်းနဲ့ကြက်ခိုင်မှုမရှိသောရင်များတက်ရောက်တာတွေမပြုလုပ်ရစတဲ့အချက်တွေကိုထုတ်ပြန်ခဲ့ပါတယ်တရားဟာအများပြည်သူတွေအတွက်အရေးကြီးတဲ့အခြေခံစောင့်အောင်တစ်ခုဖြစ်တာကြောင့်အသုံးပြုသူတိုင်းစီကံတကျလိုက်နာတာဟာလုံခြုံရေးနဲ့ရေရှည်တည်တံ့ရေးအတွက်အရေးကြီးတာဖြစ်လို့အသုံးပြုသူတွေစဉ်းကျင်ပေးရမှာပဲဖြစ်ပါတယ်ဒီလိုနိုင်ငံတကာအဆင့်မီတရားတွေကိုယ်နိုင်ငံမှာရှိလာတာဟာဂုဏ်ယူရမှာဖြစ်လို့မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းမျက်နှာပြီးတန်ဖိုးထားကြဖို့သတိပေးလိုက်ရပါတယ်နော်